ပုံမြင်အမီအချိန်ပေးခြင်းမြို့လေးတစ်မြို့မှာလူတွေအမြဲအလုပ်ရှုပ်နေကြတယ်အဲ့ဒီမြို့ထဲမှာအသက်အရွယ်မတူတဲ့လူ၃ယောက်ရှိတယ်တစ်ယောက်ကကျောင်းသားတစ်ယောက်ကအလုပ်သမားတစ်ယောက်ကလူကြီးတစ်ယောက်၃ယောက်လုံးမှာတူညီတာတစ်ခုရှိတယ်အချိန်မလုံလောက်ဘူးလို့ထင်နေကြတာကျောင်းသားကမနှက်စာမစားဘဲကျောင်းပြေးတက်တယ်သူကပြောတယ်အခုအချိန်မရှိဘူးနောက်မှမိဘတွေနဲ့စကားပြောမယ်အလုပ်သမားကမိသားစုနဲ့ထိုင်စားဖို့အချိန်မရှိဘူးအလုပ်ကအရေးကြီးတယ်နောက်မှအနားယူမယ်လူကြီးကတော့အိမ်ထဲမှာတယောက်တည်းထိုင်နေတယ်သူ့လက်ထဲမှာဖုန်းရှိတယ်ဒါပေမဲ့ဘယ်သူမှမခေါ်လာဘူးတနေ့မှာမြို့ထဲမှာမီးပြတ်သွားတယ်ဝိဖာမရှိတော့ဘူးဖုန်းသုံးလို့မရတော့ဘူးအလုပ်တွေရက်သွားတယ်လူတွေဘာမှမလုပ်တတ်မကင်တက်ဖြစ်နေကြတယ်အဲ့ဒီအချိန်မှာပဲကျောင်းသားလေးကအဖေကိုလှမ်းပြောလိုက်တယ်အဖေဒီနေ့စပွဲဝိုင်းမှာထမင်းတူတူထိုင်စားရအောင်အလုပ်သမားကမိသားစုနဲ့စကားဆတယ်လူကြီးကအိမ်ရှိမှာထိုင်နေချိန်သူ့သမီးလေးလာတွေ့တယ်မီးပြန်လာတဲ့အချိန်မှာသူတို့နားလဲသွားတယ်အချိန်မလုံလောက်တာမဟုတ်ပဲအချိန်မပေးခဲ့လို့ပဲဆိုတာကိုအချိန်ဆိုတာကျွန်တော်တို့ဆက်ပြီးရှာလို့ရတဲ့အရာမဟုတ်ဘူးပေးရမယ့်အရာသာဖြစ်တယ်မိတ်ဆွေတို့လည်းကိုယ့်မိသားစုကိုချစ်ရတဲ့သူတွေကိုအခုပဲဆက်သွယ်လိုက်ပါတော့အိမ်ထဲကကိုချစ်ရတဲ့သူကိုယခုပဲနှုတ်ဆက်လိုက်ပါအခုလိုအကျိုးရှိမဲ့ပုံမြင်လေးတွေကိုနားထောင်ခြင်းရင် Link Channel လေးကို Like Subscribe နှိပ်ခဲ့ပြီးအသစ်တင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ကြနဲ့နော်